အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်ခန့်ပိုင်မတီအောင်ကဖြစ်ပါတယ်ပြီးခဲ့တဲ့အပတ်မှာမြန်မာစတာစီဇန်3တော့7ပေါ့ပြိုင်ပွဲမှာပြိုင်ပွဲဝင်အားလုံးဟာအင်္ဂလိပ်သချင်းတွေနဲ့ပဲပြိုင်သွားကြပါတယ်ဒီသချင်းတွေရဲ့စောင်းနှိမ်းစောင်းတိုင်တွေကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်နံပါတ်1ကြာဆိုင်မိုင် if I were a boy ငါသာယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့ရင်လို့အဓိပ္ပာယ်ရပါတယ်နံပါတ်2ကတော့အားရာof all me ငါရဲ့အရာအားလုံးလို့အမည်ရပြီးတော့နံပါတ်3ကတော့ပန်းဤရဲ့ fight song ရဲ့အဓိပ္ပာယ်ကတော့တိုက်ပွဲသချင်းသို့မဟုတ်ဘဝရဲ့တိုက်ပွဲဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်မယ်လို့အဓိပ္ပာယ်ရပါတယ်နံပါတ်4ကတော့ Nosifora ရဲ့ပြိုင်ပွဲသချင်းကတော့ from this moment on ဆိုတာတော့ဒီအချိန်ခိုက်တန်လေးရစပြီလို့အဓိပ္ပာယ်ရပါတယ်နံပါတ်5 funny too ရဲ့ပြိုင်ပွဲဝင်တဲ့ချင်းကတော့ to let you more ဆိုတာကတော့မင်းကိုပိုချစ်တယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနံပါတ်6 Ellie နီထွေးရဲ့ပြိုင်ပွဲဝင်တဲ့ချင်းကတော့ flash light လို့အမည်ရပါတယ်အလင်းတန်းလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနံပါတ်9ကတော့ဒါအများသိပြီးသားပါတူရဲ့ပြိုင်ပွဲတဲ့ချင်းကတော့ဟာလေလုယာရဲ့အဓိပ္ပာယ်ရတော့တော်တော်များများသိပြီးသားထာဝရဘုရားသခင်ကိုချီးမွမ်းတဲ့သချင်းလို့အများအားဖြင့်လည်းသိကြပါတယ်ဒါပေမဲ့ဒီသချင်းရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုမယ်ဆိုလဲသူရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေလည်းရှိပါတယ်ဒါပေမဲ့ဒီသချင်းကတော့အများအားဖြင့်အဓိပ္ပာယ်သိပြီးသားဆိုတော့ကျွန်တော်ရှင်းပြမနေတော့ပါဘူးအခုကျွန်တော်ရှင်းပြသွားတာကတော့တော့7မှာရှင်ပြိုင်သွားကြတဲ့ပြိုင်ပွဲဝင်တွေရဲ့စောင်းနှိမ်းနဲ့စောင်းတိုင်တွေများဖြစ်ပါတယ်ခင်ဗျာအားလုံးချစ်ပါတယ်